바우장 간지set디 강해띠마 동선미타이 미지다 방루디 바다드묘데 스가드묘데 시자디 피유이 아시면나마 그이도아드피 시나비나 미니야 약구되유이 니야 차자이 두두가 라자 오로유이 카이마스와 복자공아후 띠역구띠역 뼈자이ထို့သောကြောက်အရာ၌ဥကို၎င်းတရုတ်အရာ၌ရည်ညှိတစ်မျိုးကို၎င်းရသည်လင်လာချမြေတပြင်လုံး၌အရရကွဲပြားမိကိုစိုးရင်၍မြို့ကို၎င်းမုန်းကောင်းကင်းသို့မြည်သောရဲတိုက်ကို၎င်းတီလုတ်သည်ဖြင့်ကြော်စောခိတိရှိစေခြင်းကလူကြကုန်အားဟုပြောဆိုကြ၏ထို့သောလူသားတို့တီလုတ်သောမြို့နှင့်ရဲတိုက်ကိုကြည့်ရှုခြင်းကထောရဖျားသည်ဆင့်တက်တော်မူ၏ထောရဖျားကလည်းကြည့်ရှုလောလူတစ်မျိုးတည်းစကားတစ်မျိုးတည်းရှိသည်ဖြစ်၍သူတို့သည်ဤအမှုကိုအဥပြုကြ၏ယခုအကျဉ်းစီဓမြတို့ကိုစီတာမရှိသူတို့ပြုကြလိမ့်မည်လာကြဆင့်တက်ကြကုန်အားသူတို့သည်အချင်းချင်းနာမလေစီချင်းကသူတို့စကားကိုရှုပ်ထွေးကြကုန်အားဟုမိန်တော်မူ၏ထို့သောထောရဖျားသည်သူတို့ကိုမြေကြီးတစ်ပြင်လုံး၌အရရပွဲပြစေတော်မူသည်ဖြင့်သူတို့သည်မြို့ကိုမတည်ဘဲနေကြ၏တို့ဖြစ်၍ထိုမြို့၌ထောရဖျားသည်မြေကြီးသားအပေါင်းတို့၏စကားကိုရှုပ်ထွေး၍သူတို့ကိုမြေကြီးတစ်ပြင်လုံး၌အရရပွဲပြစေတော်မူသောကြောင့်ထိုမြို့သည်ဘာဘူးလုံမြို့ဟူ၍တွင်သည်ရှင်မဤတာစင်မီဆက်မူကားရှိမသည်အသက်တရားရှိ၍ယူလာမှုသောနောက်နှစ်ကြာသောတာအာဖဒတ်ကိုမြင်လေ၏အာဖဒတ်ဖွားမြင်သောနောက်ရှိမသည်အနည်း900တက်ရှိ၍တာသမီများကိုမြင်၏အာဖဒတ်သည်အနည်း35နှစ်ရှိသောတာရှာလကိုမြင်လေ၏ရှာလဖွားမြင်သောနောက်အာဖဒတ်သည်နှစ်403နှစ်သက်ရှင်၍သာသမီများကိုမြင်လေ၏ရှာလသည်အသက်30ရှိသောတာဟေဘာကိုမြင်လေ၏ဟေဘာဖွားမြင်သောနောက်ရှာလသည်အနှစ်403နှစ်အသက်ရှင်၍သာသမီများကိုမြင်လေ၏ဟေဘာသည်အသက်32နှစ်ရှိသောတာဖာလက်ကိုမြင်လေ၏ဖာလက်ဖွားမြင်သောနောက်ဟေဘာသည်အနှစ်430အသက်ရှင်၍ဒါသမီများကိုမြင်လေ၏ဖာလက်သည်အသက်30ရှိသောတာယာကိုကိုမြင်လေ၏ယာကိုဖွားမြင်သောနောက်ဖာလက်သည်နှစ်909နှစ်အသက်ရှင်၍ဒါသမီများကိုဖွားမြင်လေ၏ယာကိုသည်30နှစ်ရှိသောတာစီယောက်ကိုမြင်လေ၏ဇေယောက်ဖွားမြင်သောနောက်ယာကိုသည်အနှစ်909နှစ်သက်ရှင်၍သာသမီများကိုမြင်လေ၏ဇေယောက်သည်အသက်30ရှိသောတာနာဖောကိုမြင်လေ၏နာဖောဖွားမြင်သောနောက်ဇေယောက်သည်အနှစ်200သက်ရှင်၍သာသမီများကိုမြင်လေ၏နာဖောသည်အသက်29နှစ်ရှိသောတာတိရကိုမြင်လေ၏တိရဖွားမြင်သောနောက်နာဖောသည်အနှစ်190နှစ်သက်ရှင်၍သာသမီများကိုမြင်လေ၏ဒေရသည်အသက်90ရှိသောတာအာဗြဟံနာခောခါရန်တို့ကိုမြင်လေ၏ဒေရဤတာရှင်မဆက်ကိုကဒေရသည်အာဗြဟံအာဗမ်နာခောခါရန်တို့ကိုမြင်လေ၏ခါရန်ဒီလေလောတာကိုမြင်လေ၏ခါရန်ဒီအဘဒေရမတေသည်မိမိခွာရအယခါလတေပိတာတို့နေသောဥရမြို့၌တည်လေ၏အာဗြဟံဤအာဗြဟံနှင့်နာခောသည်မယားကိုယူ၍အာဗြဟံဤမယားစာရဲအမည်ရှိ၏နာခောဤမယားကခါရန်ဤသမီးမိခါလအမည်ရှိ၏ခါရန်သည်မိခါလနှင့်ဤတခါဤအပဖြစ်သည်စာရဲမူကားမြုံသောမိမဖြစ်၍တာသမီမရှိဒေရသည်တာအာဗြဟံကို၎င်းခါရန်ဤတာဖြစ်သောမြေလောတာကို၎င်း
တာအာဗြဟံဤမယားဖြစ်သောချွေးမစာရေးကိုကောင်းခေါ်၍သူတို့သည်ခါနန်ပြည်သို့တွားခြင်းကခါလဒဲပြည်သားတို့နှင့်တို့နေသောဥရမျိုးမှထွက်သည်ဖြင့်ခါရမျိုးသို့ရောက်၍နေကြ၏ဒေရသည်အသက်နှစ်ပေါင်း905နှစ်ရှိသောခါရန်မြို့၌တည်လေ၏ဂျာနာဖတ်ယူသူတီးတီးပေါ်မှာဖျားရှင်အတိတ်တပံကောင်းကြီးပေးပါစေ